မိတ်ဆွေတို့ကိုကျွန်တော်ကအရှိကဗီဒီယိုမှာအောင်မြင်မှုအတွက်လိုအပ်တဲ့အရေးကြီးတဲ့အချက်9ချက်ကိုမျှဝေပြီးတော့ဖြစ်ပါတယ်ဒီတစ်ခေါက်ကျတော့အဲ့ဒီအချက်9ချက်တကနံပါတ်1အချက်ဖြစ်တဲ့ရည်မှန်းချက်ဆိုတဲ့အရာလေးကိုကျွန်တော်မျှဝေပြီးတော့မှာဖြစ်ပါတယ်ရည်မှန်းချက်တနည်းအားဖြင့်တော့ goal setting အဲ့တော့မိတ်ဆွေစဉ်းစားဖို့လိုတာကမိတ်ဆွေရဲ့ဘဝမှာဘာဖြစ်ချင်လဲဆိုတဲ့ရည်မှန်းချက်ရှိသလားကျွန်တော်တို့ငငယ်ကမေးတယ်လို့မျိုးတသားကြည့်ရင်ဘာလို့မလဲဆရာဝန်ကြီးဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်လို့ဖြေတဲ့အဖြေမျိုးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့မိတ်ဆွေတို့ရဲ့ရည်မှန်းချက် goal setting က smart ဖြစ်နေဖို့လိုတယ် smart ဆိုတာကတည်ကြမယ်တည်ကြမယ်တိုင်းတာလို့ရမယ်ဖြစ်နေကြီးရှိရမယ်အချင်းအကန့်အသတ်ရှိရမယ်အဲ့တော့ smart နဲ့ပတ်သက်တဲ့အသေးစိတ်ကတော့ NGO လောကသားတွေဆိုပို့ပြီးတော့တည်ရကြပါကျွန်တော်ဒီမှာတော့အဲ့ဒါကိုအရှိမပြောတော့ဘူးမိတ်ဆွေရဲ့ဘဝမှာအခုကိုအသက်ပဲရောက်ပြီပြန်ကြည့်လိုက်အဲ့ဒီအသက်အရွယ်ဘယ်အရွယ်လောက်မှာပန်းနိုင်ဒီဘယ်နှခုချခဲ့လဲအဲ့ဒီချခဲ့တဲ့ပန်းနိုင်ရောတကယ်လူချင်းတာဟုတ်ရလားတကယ်ဖြစ်ချင်တာဟုတ်ရလားကို့မှာတိကျတည်ကြရည်မှန်းချက်ပန်းနိုင်ရှိခဲ့ရလားအခုအချိန်ထိရောရှိနေသေးရလားတို့မဟုတ်အသက်20ကျော်တဲ့ထိ30ကျော်ထိမိတ်ဆွေတိကျတဲ့ရည်မှန်းချက်ပန်းနိုင်မရှိသေးဘူးကြုံရချက်ပန်းရည်မှန်းချက်ပန်းနိုင်ချနေလို့ဆိုသိကြတဲ့မိတ်ဆွေရအောင်မြင်တဲ့သူဖြစ်ဖို့မလွယ်ပါဘူးတကယ်လို့အကြောင်းတိုက်ဆိုင်လို့အောင်မြင်မှုတစ်ခုရခဲ့မယ်ဆိုရင်တော့အဲ့ဒီအောင်မြင်မှုကမိတ်ဆွေလိုနေတာဟုတ်ချင်မှဟုတ်မယ်ဟုတ်ခဲ့ရင်လည်းအဲ့ဒီအောင်မြင်မှုကရေရှည်တည်တတ်ချင်မှတည်တတ်မယ်ဆိုတာကိုမမေ့ပါနဲ့ကိုဘယ်သွားချင်လဲဆိုတာမသိပဲနဲ့မိတ်ဆွေဘာတွေကိုပြင်ဆင်ပါလဲဘယ်ရင်ကိုစီးပါလဲဥပမာဆိုတော့မိတ်ဆွေကအဝေးပြေးကားဝင်းတော့ရောက်တော့တယ်ဆိုတော့ကားတွေအများကြီးရှိတယ်အခုမိတ်ဆွေကဘယ်ကားပေါ်တက်မလဲဆိုတာဘယ်လိုစဉ်းစားမလဲသိကြတဲ့မိတ်ဆွေကမန္တလေးသွားခြင်းနဲ့ဆိုမန္တလေးရောက်မဲ့ကားကိုတက်ရမှာပေါ့မော်လမြိုင်သွားခြင်းနဲ့ဆိုမော်လမြိုင်ရောက်မဲ့ကားကိုတက်ရမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့အဝေးပြေးဝင်းနေတာရောက်သွားတယ်ဘယ်သွားခြင်းလဲဆိုတာမရှိဘူးဆိုရင်မိတ်ဆွေဘယ်ကားကိုတက်မှာလဲအဝေးမစဉ်းစားမှနဲ့ဘဝမှာအောင်မြင်ခြင်းတဲ့သူတရားဖြစ်ခြင်းနဲ့ဆိုရင်တော့အောင်မြင်တဲ့ဘဝရခြင်းနဲ့ဆိုတော့မိတ်ဆွေမှာတိကျသေးကြတဲ့ goal setting ရှိဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်